နိဗ္ဗာန်နဲ့ပတ်သက်၍ဝိသပရပိုက်မေးထားတဲ့အမေးလေးချက်ရှင်းတဲ့အခါမှာမိမိတို့သိထားရမှာကဝိသပရပိုက်မေးတဲ့အမေးဟာသူကဒီဘက်ကယဟန္တာပုဂ္ဂိုလ်ပြိဋိဘံစံပြီးတဲ့အခါမှာဟိုဘက်ဖြစ်သေးလားလို့မေးတဲ့အမေးဟိုဘက်မဖြစ်တော့ဘူးလားလို့စသည်အဖြစ်ဒီလိုမေးထားတဲ့အမေးလေးချက်မှာမိမိတို့နားလည်ထားမှာကသူမေးတဲ့မေးပုံကဒီဘက်ကဘုရားယဟန္တာများပြိဋိဘံစံပြီးရင်ဟိုဘက်ဖြစ်သေးသလားဆိုတော့ဒီဘက်ယဟန္တာအနေနဲ့ဟိုဘက်မှာဖြစ်သေးလားလို့ဒီလိုမေးတဲ့အတွက်ကြောင့်မိမိတို့မြတ်စွာဘုရားကိုယ်တော်မြတ်ဒါမဖြေဘဲနဲ့နေတယ်တဲ့။ဘာဖြစ်လဲဆိုတော့ဒီဘက်ကဘုရားယဟန္တာဆိုတဲ့အနေအချင်းဟိုဘက်မှာသွားဖြစ်သေးသလားဆိုတော့ဒီဘက်ကပုဂ္ဂိုလ်ဟိုဘက်သွားဖြစ်သေးသလားမဖြစ်သေးဘူးလားလို့မေးတဲ့အမေးဆိုတဲ့အခါကျတော့ဒါမိမိတို့တတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိနဲ့ညှိဘာဖြစ်လို့လဲဆိုတော့ဒီဘက်ကပုဂ္ဂိုလ်အနေနဲ့ဟိုဘက်ကိုသွားပြီးတော့မေးထားတာဒါကြောင့်မို့မိမိတို့ပရမသဘောနဲ့ကြည့်လိုက်ရင်ဒီဘက်မှာလဲဘုရားယဟန္တာဆိုတာဒါသမုဒိအနေအချင်းသုံးထားတဲ့စကားလုံးပရမသဘောနဲ့ကြည့်ရင်ရုပ်ပရမတ်နာမ်ပရမတ်ခန္ဓာပရမတ်ဆိုတဲ့အဓိပ္ပာယ်ကိုသိဖို့ဒါကြောင့်မို့မိမိတို့ကပုဂ္ဂိုလ်အနေနဲ့မေးတဲ့စကားလုံးကိုမြတ်စွာဘုရားကိုယ်တော်မြတ်မဖြေတာလို့ဒါကြောင့်မို့ပြိဋိဘံစံဝင်သွားတဲ့ပုဂ္ဂိုလ်ဟာယူဘက်ခန္ဓာကိုစွဲပြီးတော့ခေါ်ပြောဆိုနေတဲ့ပြည့်ညတ်တင်မှခေါ်လို့မရတဲ့ယူပသင်္ခါဝိမု ക്ത ပုဂ္ဂိုလ်ဒါခန္ဓာ၅ပါးမှလွတ်နေအခုပြောဆိုနေတာခန္ဓာ၅ပါးစွဲပြီးတော့ပုဂ္ဂိုလ်တရားအကောင်ထဲအထိတရားတဏ္ဏဖရာယဟန္တာဒါခန္ဓာ၅ပါးအစွဲပြုပြီးတော့ခေါ်နေတဲ့ပြည့်ညတ်တွေဖြစ်တယ်ဆိုတာကိုကလည်းဒီလိုလဲနားလည်ရမယ်အဲ့တော့မိမိတို့ဒါနိဗ္ဗာန်မှာပုဂ္ဂိုလ်အဖြစ်ထင်ရှားရှိတယ်ဆိုတဲ့တထာဂတဆိုတဲ့နေရာကိုသိချာကြည့်တထာဂတနိဗ္ဗာန်စံဝင်ယဟန္တာရှင်သည်လို့ဒီလိုပြထားတယ်နိဗ္ဗာန်စံဝင်သွားတဲ့နိဗ္ဗာန်စံပုဂ္ဂိုလ်များဟာပြောဖို့ရာမိမိတို့ခက်ခဲပုံနည်းနည်းပုံပြောလို့မဖြစ်လောက်အောင်ခက်ခဲနည်းနည်းနေတယ်ဆိုတာဒါမိမိတို့သမုဒိအနေနဲ့ဒီဘက်နားလည်အောင်လို့ဒါထည့်ပြီးတော့ပြောနေရတဲ့စကားလုံးတွေဖြစ်တယ်ဆိုတာကိုကနားလည်ထားနောက်ထပ်ဒီမှာလာတဲ့မိမိတို့နိဗ္ဗာန်နဲ့ပတ်သက်လို့ထပ်ပြီးတော့သလယရဏတန်ယုတ်ပါဠိတော်ဒုတိယတွဲ408မှာပါတဲ့ပါဠိတော်လေးကိုပြန်ပြီးတော့ကြည့်လိုက်ကာယတ္တဗေဒာဓမ္မထောတိသင်္ချာနောပိတိဝေရကုပါဠိတော်လေးကတူတူလေးပါကာယတ္တဗေဒာဓမ္မထောသင်္ချာနောပိတိဝေရကုတဲ့ဝေရကုယဟန္တာပုဂ္ဂိုလ်သည်ကာယတ္တလက်ရှိခန္ဓာကိုယ်ဤလက်ရှိခန္ဓာကိုယ်အတ္တဘောဤဗေဒာပျက်စီးပြီးသည်မှဝါပရိနိဗ္ဗာန်စံပြီးသည်မှပရံနောက်ကာလ၌ဓမ္မထောနိဗ္ဗာန်၌တည်တော်မူသည်ဟုတ်တဝါဖြစ်၍သင်္ချာပုဂ္ဂိုလ်တတ္တဝါခေါ်เสียသည်နပေတိနဥပေတိမရောက်တဲ့ဒီပါဠိတော်တေချာတွေးကြည့်လိုက်ရင်ဝေရကုယဟန္တာပုဂ္ဂိုလ်သည်တဲ့ကာယတ္တလက်ရှိခန္ဓာကိုယ်ဤလက်ရှိခန္ဓာကိုယ်အတ္တဘောဤဗေဒာပျက်စီးပြီးသည်မှခန္ဓာကိုယ်ပျက်စီးပြီးဒါပြိဋိဘံစံပြီးသည်မှပရံနောက်ကာလ၌ဓမ္မထောနိဗ္ဗာန်၌တည်တော်မူသည်ဟုတ်တော်ဝါဖြစ်၍ပြိဋိဘံစံငါဒါနိဗ္ဗာန်မဲလို့ဒီလိုယူဆထားတဲ့ပုဂ္ဂိုလ်များဒီမှာပြထားပြိဋိဘံနာစံနာကတခြားပြိဋိဘံစံပြီးသည်မှပြိဋိဘံစံနာလေးကတခြားပရံနောက်ကာလ၌ဟောပြိဋိဘံစံပြီးတော့ပရံနောက်ကာလ၌
ဓမ္မထောနိဗ္ဗာန်၌တည်တော်မူသည်ဟုတ်တော်ဝါဖြစ်၍သင်္ချာပုဂ္ဂိုလ်တတ္တဝါခေါ်စရာသည်နောပိတိနဥပိတိမရောက်တဲ့အဲ့တော့ပရိနိဗ္ဗာန်စံနာလေးကိုပဲတချို့ကခန္ဓာကံမြုပ်ချုပ်ငိမ့်သွားလေးဒီနိဗ္ဗာန်ပဲပရိနိဗ္ဗာန်စံပြီးလိုက်တာနိဗ္ဗာန်ရောက်တာပဲလို့ဒီလိုယူနေမယ်ဆိုရင်မိမိတို့ဒီပါဠိတော်ကိုထောက်ကြည့်ပါပရိနိဗ္ဗာန်စံပြီးမှဒါကြောင့်မို့ကာယတ္တဗေဒဓမ္မထောတင်္ချာနောပိတိဝေရကူဆိုတဲ့ပါဠိဝေရကူဟန္နာပုဂ္ဂိုလ်သည်ကာယတ္တလက်ရှိခန္ဓာကိုယ်အတ္တဘောဤဗေဒပျက်စီးပြီးဒီမှဝါပရိနိဗ္ဗာန်စံပြီးဒီမှပရဏောက္ကာလ၌ဓမ္မထောနိဗ္ဗာန်၌တည်တော်မူသည်ဟုတ်တော်ဝါဖြစ်၍ထိုနိဗ္ဗာန်တည်သွားတဲ့အခါနိဗ္ဗာန်ရောက်သွားတဲ့အခါကျတော့ဘာဖြစ်တယ်လဲတဲ့သင်္ချာပုဂ္ဂိုလ်တတ္တဝါခေါ်စရာသည်နပေတိနဥပေတိမရောက်နိဗ္ဗာန်စံရောက်သွားပြီဆိုရင်ဒါပုဂ္ဂိုလ်ပဲဒါတတ္တဝါပဲဒါအကောင်ထဲပဲဒါအထိတရားတဏ္ဍံပဲလို့ပြည့်ညက်အားဖြင့်ခေါ်လို့မရတော့ဘူးတော့ခေါ်လို့ပြောလို့မဖြစ်တော့ဘူးဒီလိုပြထားတာဒါကြောင့်မို့ဒီဓမ္မထောဆိုတဲ့ပုဂ္ဂိုလ်ပဲတခါပြန်ပြီးတော့ထာဂရာဆရာဒီဃာဆရာကပြန်ပြီးတော့ဖွင့်ထားတယ်တလာရဏတန်ယုတ်ဒီဃာဆရာကဓမ္မထောတိအတ္တကဓမ္မေတုနိဗ္ဗာန်ဧဝဓမ္မထောတိဓမ္မထောဟူဒီဃာအတ္တကဓမ္မေတုအတ္တကတရားတို့တွင်နိဗ္ဗာန်ဧဝနိဗ္ဗာန်၌သာလျင်ဝါနိဗ္ဗာန်၌သာလျင်ဝါထိတော်တည်တော်မူသည်အတ္တကဆိုတဲ့တရားဟာနှစ်ပါးရှိတယ်တဲ့မိမိတို့ဒါဟာဖရာဟန္နာများဟာလေကျင့်စရာကြံစရာမကုန်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်တွေကိုလည်းအတ္တကပုဂ္ဂိုလ်လို့ခေါ်ပါတယ်နိဗ္ဗာန်ဟာလည်းအတ္တကတရားပါပဲတဲ့အတ္တကနှစ်ပါးရှိတဲ့ထဲမှာဘုရားဟန္နာများကိုကောက်မှဆိုးလို့မိမိတို့ဘုရားဟန္နာများမှာကောက်မှဆိုးလို့အတ္တကနှစ်ပါးရှိတဲ့ထဲမှာဒီမှာတီဃာဆရာထပ်ပြီးတော့ဖွင့်ထားတဲ့ဒါတီဃာဖွင့်ချက်ကလေးဓမ္မထောဆိုတဲ့ပုဂ္ဂါဓမ္မထောဆိုတဲ့တရားပုဂ္ဂါအတ္တကဆိုတဲ့ပုဂ္ဂါမိမိတို့သလယနာတန်ယုတ်တီဃာကဓမ္မထောတိအတ္တကဓမ္မေတုနိဗ္ဗာန်ဧဝနိဗ္ဗာန်ကိုပြထားဓမ္မထောတိဓမ္မထောဟူဒီကအတ္တကဓမ္မေတုအတ္တကတရားတို့တွင်ဝါအတ္တကတရားနှစ်ပါးတို့တွင်နိဗ္ဗာန်ဧဝနိဗ္ဗာန်၌သာလျင်ဝါထိတော်တည်တော်မူသည်တည်တော်မူ၏ဒါကြောင့်မို့မိမိတို့အတ္တကတရားမှာဒါနိဗ္ဗာန်ကိုကောက်ပါတဲ့ဘုရားဟန္နာများကိုကောက်မှဆိုလို့အတ္တကနှစ်ပါးရှိတဲ့ထဲမှာဒါကြောင့်မို့မိမိတို့ဒီပါဠိတော်ရဲ့အဆက်ဒါသလယနာတန်ယုတ်ပါဠိတော်ဒုတိယတွဲ408မှာလာတဲ့ကာယတ္တဗေဒဓမ္မထောတင်္ချာနောပိတိဝေရကူဟန္နာပုဂ္ဂိုလ်သည်ကာယတ္တလက်ရှိခန္ဓာကိုယ်၏အတ္တဘောဤဗေဒပျက်စီးသည်မှပရဏောက္ကာလ၌ဓမ္မထောနိဗ္ဗာန်၌တည်တော်မူသည်ဓမ္မထောပုဂ္ဂိုလ်ဒါတီဃာဆရာကဓမ္မထောပုဂ္ဂိုလ်ဖွင့်ထားတာဓမ္မထောဆိုတာနိဗ္ဗာန်ကိုယူပါတဲ့နိဗ္ဗာန်၌တည်တော်မူသည်ဟုတ်တော်ဝါဖြစ်၏တင်္ချာအားဖြင့်ပုဂ္ဂိုလ်တတ္တဝါခေါ်စရာနောပိတိနဥပိတိမရောက်မရှိနိဗ္ဗာန်ရောက်သွားပြီဆိုရင်ပုဂ္ဂိုလ်အနေနဲ့ခေါ်လို့ပြည့်ညတ်အနေအချင်းခေါ်စရာမရှိတော့ဘူးတဲ့ဒီလိုပြထားတာဖြစ်တယ်